ဒီနေ့ကတော့အမ်စတာဒမ်မြို့နယ်မိနစ်30လောက်အကွာမှာရှိတဲ့ဆန်ချက်ဆိုတဲ့မြို့ငယ်လေးကိုတွက်လဲမှာဖြစ်ပါတယ်ဒီမြို့ကဒူးမြောင်းနဲ့ဘေးမှာရှိပြီးတော့ဒူးမြောင်းတစ်လျှောက်မှာလည်းဒေသလေဟတ်တွေအများကြီးရှိပါတယ်ရှုခင်းကလည်းအရန်လာတဲ့အတွက်ကြောင့်တိုးရစ်တွေအလာများတဲ့မြို့လည်းဖြစ်ပါတယ်အခုကတော့ဒူးမြောင်းတစ်လျှောက်မှာလမ်းလျှောက်ကြည့်ရင်မြင်ရမယ့်မြင်ကွင်းဖြစ်ပါတယ်အခုမြင်ရတဲ့အတိုင်းပဲနေရာကတော့ဓာတ်ပုံရိုက်ဖို့အတွက်အကျန်းကိုထားပါတယ်ဘုန်းကြီးကပေးရမဟုတ်တာတော့မှလာလေတဲ့ tourist တွေတော်တော်ကိုများပါတယ်ရေဟတ်တွေကိုအတင်းရပဲကြည့်ပြီးတော့ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ပတ်စံမပေးရပါဘူးဒါပေမဲ့အတွင်းထဲထိဝင်ကြည့်ခြင်းနဲ့အပေါ်ထိတက်ကြည့်ခြင်းနဲ့ဆိုရင်တော့ပတ်စံပေးရပါတယ်တန်းကျူလို့လောက်တော့ပေးရပါတယ်ဒါရောလက်ဆောင်ပစ္စည်းအရန်ပြကန်ဖြစ်ပါတယ်အဲ့မှာထူးခြားတာကတော့ဟော်လန်နိုင်ငံရဲ့ရိုးရာတသားဖနက်တွေကိုရောင်းပါတယ်တသားဖနက်တွေပြုလုပ်ဖို့လည်းရက်တွေပြတာပါတယ်ခုခေတ်မှာတော့စနေလုပ်တဲ့အတွက်ကြောင့်ဖနက်တရားလုပ်ဖို့အတွက်ကို9မိနစ်လောက်ပဲကြာပါတယ်ဘုရှိခေတ်တော့ကတော့စက်တွေမရှိတဲ့အတွက်ကြောင့်အချိန်အများကြီးကြာပါလိမ့်မယ်ဗမာနိုင်ငံကခုံမနဲ့လိုမျိုးပဲပေါ့ဒါပေမဲ့သူတို့ကတော့ဆေးရောက်နေခြေထိုက်အတွက်ကြောင့်တော့ပို့ပြီးတော့လှပါတယ်ဒါရောနေ့လေအစာပြေအနေနဲ့စားရဲ့ sandwich ပါအမှတ်တရတက်ပုံရိုက်ထားတာပါပြီးတော့အဲ့မှာရှိတဲ့ museum အသေးလေးကိုဝင်ကြည့်ပါတယ်အဲ့မှာရောနေသာလိုက်နိုင်ငံနဲ့ cheese ကိုဘယ်လိုပြုလုပ်ကြလဲဆိုတာကိုအစစ်စစ်ပြသထားပါတယ်museum ရဲ့ဘေးမှာတော့ cheese အရောင်းဆိုင်ရှိပါတယ်။အဲ့မှာတော့ cheese ပြိုးစုံကိုရောင်းချပါတယ်။မွေးကဲမှာအစစားကြည့်ဖို့ sample တွေလည်းပေးထားပါတယ်။ cheese ရဲ့အရသာကတော့အမျိုးစုံပါပဲ။ခုကတော့လဲလို့ပြီးဖြစ်တဲ့အတွက်ကြောင့်အမ်စတာဒမ်ကိုပြန်มาတော့မယ်။ဇန်ချက်နားမှာရှိတဲ့ဒီကလေးမှာရထားကိုစောင့်နေတာဖြစ်ပါတယ်။